ဆော့လိုက် calorie block ဘန်းသွားမယ်အများကြီးဘန်းနဲ့ထင်တာအဲ့တော့လေ calorie တွေပါလဲမတွေ့ခဲ့ပါခြေကတနိုင်ဝုန်းလုံးလိုက်မယ်ဆိုရင်ငါဒီစားချင်တာစားလို့ရပြီတုံးနှွေးလိုက်ပါလဲကောစားမယ်ဆိုတဲ့စိတ်နဲ့စားမလျှော့ဘူးဒီခါတော့ငါဂျင်ဆော့လိုက်မယ်ဂျင်ဆော့ခြင်းအပြင်ငါစားချင်တာလေကြာစားသွားလို့ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ကိုကစားသလိုင်းဆိုတော့စားမလျှော့ခြင်းအဲ့တော့ဘာလို့လဲဆိုတော့ဂျင်ဆော့တယ်ဂျင်ဆော့တော့ကောင်းတယ်ဂျင်ဆရာနဲ့လည်းတွေ့တယ်အဆင်ပြေတယ်အဲဒီကိုရက်ွက်ထဲမှာပဲဆော့တယ်သွားရေးလာလည်းအဆင်ပြေတယ်ဆော့ဖြစ်တယ်ပေါ့နော်ဆော့ဖြစ်တဲ့အခါမှာ personal trainer တော့မကောင်းဘူးဂျင်သွားတဲ့အချိန်မှာထုံးစံနိုင်မယ်ပထမတစ်ပတ်လောက်ကိုဆရာတခြားလေးတယောက်ချင်းစီကို train ပေးတယ်ပြပေးတယ်နောက်ပိုင်းကွက်ကိုဆော့ပေါ့နော် personal trainer တည်တယ်မဟုတ်တော့ကြည့်ပေးတာပေါ့နည်းနည်းတော့ဟိုက assess တော့လုပ်ပေးတယ်ပေါ့နော်ဒါပေမဲ့ PT လိုမျိုးကြီးတော့နောက်လျှောက်ကြီးလေးလာကြည့်နေတာမဟုတ်တော့ဒါပေမဲ့ဒါဘာဖြစ်လဲဆို progressive overload နဲ့အလေးတိုးပြီးအဲ့တော့ဆော့ပစ်တယ်အဲ့ဆော့တဲ့အချိန်ကြောင်းလဲအခုတည်းဒီမှာလေးကြံခဲ့တယ်လို့ထင်တယ်ပေါ့နော်အခုမှာကြံနေခဲ့တယ်6လလောက်ထိဆော့ခဲ့တယ်အဲ့တော့ဂျင်ဆော့တယ်ပိန်လားဆိုပိန်တာပေါ့150ကနေတော့ဂျင်ဆော့တဲ့အချိန်မှာ140လောက်ထိကိုကြာသွားတယ်10ပေါင်လောက်ထိကိုကြာတယ်ပေါ့ဘယ်လောက်တွင်းလဲဆိုတော့အဲ့ဒါ6လအတွင်းပဲ6လလောက်ထိကိုဆော့ပစ်ခါလဲဆိုတော့အဲ့တော့လည်း coach structure ကိုမသိတာပေါ့နော်နံပါတ်1ကနံပါတ်1 weight ချတော့ nutrition ကြောင့်တခြားမသိခဲ့ဘူးအကုန်ကိုဖြတ်တောက်ပလိုက်တယ်စားချင်တာမွေးတာချိုးတာအကုန်ရှောက်စားတယ် calorie တန်ဖိုးဘာညာနားမလည်ခဲ့ဘူးချခဲ့တာ3ခါလောက်ရှိပြီစားနေလည်းရှောင်ခဲ့တဲ့အစားတွေကုန်ဖြတ်ခဲ့တယ်ချုံချလူမရုပ်ပေါက်ထဲတိချခဲ့တယ်နံပါတ်2ကကြတော့ဗာလဲဆိုရင်နောက်တစ်ဆင့်က gym နေဆော့ပြီးတော့စားချင်တာစားဖို့ဆိုရည်ရချက်နဲ့ gym နေဆော့ပြီးတဲတန်ဆော့ပြီးတော့ချခဲ့တယ်ဒါပေမဲ့ကို body structure ကိုမသိတော့ကာယပလမေးဖြစ်တော့မယ်ဆိုပြီးကြောက်တဲ့စိတ်နဲ့6လလောက်လေးဆော့ပြီးတော့အလေးလေး6ပေါင်9ပေါင်10ပေါင်လောက်မှပြီးတော့ကြောက်ပြီးတော့လက်လျှော့ခဲ့တယ်ပေါ့နော်ဒါကို body structure ကိုမသိလို့နံပါတ်1ကနံပါတ်1ကတော့ nutrition ကြောင့် calorie ကြောင့်ဘာမှမသိပဲနဲ့အစားဖြန့်ပြီးရောဆိုပြီးချခဲ့လို့ဂျုံချကြခဲ့တာပထမတစ်ခေါက်ဒုတိယတစ်ခေါက်က gym နေဆော့ပြီးတော့ gym ရဲ့အနေထားကို body structure အနေထားဒီမာဆယ်ရဲ့အနေထားကိုမသိပဲနဲ့ကာယပလမေးဖြစ်ပြီးတာဖြစ်မှာကြောက်ပြီးတော့လက်လျှော့ခဲ့တာဒုတိယတစ်ခါနောက်ပြီးကိုဗစ်ကာလမှာဒီအိမ်နေရင်းမှာပဲ homework လုပ်ပြီးတော့ target မရှိရည်ရွယ်ချက်မရှိအားလို့ဆော့ပြင်းလို့ဆော့တဲ့သဘောနဲ့ကြာခဲ့တယ်ဒါပေမဲ့ဘာမှအကြောင်းမှရေရှည်အတွက် plan ထားပြီးချတာမဟုတ်တဲ့ဖြစ်တဲ့အတွက်ပြန်တက်ခဲ့တာကြီးပဲပေါ့နော်အဲ့တော့ဒီ3ချက်မှာကိုကဘာကိုသိလိုက်ရလဲဆိုတော့ကို weight ချခဲ့တာကြီးပဲဘာလို့ပြန်တက်တာလဲဆိုတော့စဉ်းစားကြည့်တာပေါ့နော်စဉ်းစားကြည့်တော့3ခါလောက်ရှိပြီငါဒီတစ်ခေါက်ကိုငါဘယ်လို maintain လုပ်မလဲငါ weight ချဖို့ကတော့ငါ plan နေတော့ဘယ်လိုဆွဲလို့ရတယ်အကုန်လုံးဒီအခုနေပညာတိုးတက်တဲ့ကာလမှာဘယ်လိုဝေးချဆိုရင်တော့ကြာသွားမှာပဲဘယ်လို maintain လုပ်မလဲဆိုတာကိုရေရှည် plan စစဉ်းစားလာပြီပေါ့နော်ဒီတစ်ခေါက်မှာနောက်လဲဆိုတော့3ခါလုံးဒီပုံပြန်တက်ခဲ့တာကြီးပဲပေါ့နော်ပထမတစ်ခေါက်က calorie deficit ဆိုတဲ့ calorie ကြောင့်စားတောက်တဲ့ nutrition macronutrient micronutrient ရဲ့သဘောတရားကိုတေချာမလေးလာပဲနဲ့ဘုံတိုင်းဘုံကွမ်းကြိုင်ပြီးရောဆိုရဲစိတ်လှိုင်ပြီးရောဝစ်လို့ရရင်ပြီးရောနှိုင်ပြီးရောဝစ်လို့ရရင်ပြီးရောဝစ်ချင်တာဝစ်လို့ရရင်ပြီးရောဆိုရဲစိတ်နဲ့ချခဲ့တာလှလားဆိုတော့ကျမ်းမာလားဆိုတော့လုံးဝမကျမ်းမာလုံးဝကိုခဏအချိုးစားမကြအရေးပေါ်အရေးတင်ကျမနာတယ်လူမရုပ်ထွက်ပြီးတော့ပဲကြာသွားတယ်ပေါ့နော်နံပါတ်2ကတော့ခဏပြောသလို gym နေဆော့တယ်ငါ10ကြောင်ကို body structure ကြောင့်တခြားမလေးလာပဲနဲ့လေးတုံးတွေတူ progressive overload လောက်တာနဲ့ပဲကာယပလမေးဖြစ်မယ်ဆိုတဲ့စိတ်နဲ့6လလောက် gym ဆော့ငါ10တုံးလေးတက်အောင်ရှိသေးတယ်လက်လျှော့ပြီးတော့ရပ်လိုက်ခဲ့တာတွေပေါ့နော်နံပါတ်3ကတော့ဗာလဲဆိုရင်အခုလိုမျိုး plan မရှိ target မရှိဘာအတွက်ချတာလဲ maintenance မရှိတဲ့ပုံစံနဲ့အားလို့ပဲအေးစစ်ကွာကိုအိမ်မှာလေးပဲ workout လုပ်ပြီးချခဲ့တယ်။ဘာရွယ်ချက်ဘာ plan မှမရှိဘူးပြန်တက်ခဲ့တာပေါ့။အဲ3ခါလုံးကအမားရဲ့ကိုစီနဲ့ပဲအဲအကြောင်းပြန်တက်ခဲ့တာကြီးပဲဒီတစ်ခေါက်ကောဘာလို့ချမလဲဆိုတဲ့စိတ်နဲ့ကိုချခဲ့တဲ့ဟာတွေအကုန်ပြန်သုံးသက်တယ်အခု social media ခေတ်မှာ PT တွေလည်းအကုန် line ပေါ်မှာ sharing လုပ်နေတဲ့အချိန်မှာတော့ငါဒီခါတော့ငါဒီချလေးလေ့လာပြီးချမယ်ဆိုတဲ့စိတ်နဲ့ဒီမှာအဆုံးစခဲ့တယ်ပေါ့